ကောင်လေးတယောက်ဟာထူးဆန်းတဲ့ဥတလုံးကိုတွေ့ရှိခဲ့ပါတယ်။သူကအဲ့ဒီဥကိုအားနဲ့ပေါက်ခွဲလိုက်တဲ့နောက်တစ်စက္ကန့်မှာပဲကောင်းကင်ရံကငှက်တီအားလုံးရုတ်တရက်တောင့်တင်းရက်တန်သွားတာကိုတွေ့ရလို့ကောင်လေးတွေအံ့အားသင့်သွားကြပါတယ်။သူတို့မြို့တဲကိုပြန်လာတဲ့အခါမှာလေမြို့သူမြို့သားအားလုံးဟာကြောက်ရွံ့တီလို့ညီငသက်နေကြတာကိုတွေ့လိုက်ရတယ်။တကယ်တော့အဲ့ဒီဥကွဲသွားတာဟာအချိန်တွေကိုရက်တန့်ကြည့်လိုက်တာဖြစ်ပြီးသူတို့၃ယောက်တည်းသာလွတ်လပ်စွာလှုပ်ရှားနိုင်ပါတော့တယ်။ဒါနဲ့ပဲသူတို့ဟာစားစောက်ဆိုင်တစ်ဆိုင်ထဲကိုပြေးဝင်ပြီးကျိတ်တာမှန်သမျှအကုန်စားကြသလိုဆိုင်တစ်ဆိုင်ထဲကိုလည်းဝင်ပြီးလူချင်းသားတွေကိုအလကားယူခဲ့ကြပါတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီအချိန်ကစပြီးသူတို့ဟာမှန်တဲမှာကိုပြန်မမြင်ရတော့တာပါပဲ။သူတို့ကြောင်းမတက်တော့ပဲစိတ်တိုင်းကြပျော်ပါနေထိုင်ကြပါတယ်။ကုန်နိုင်ကြီးတစ်ခုထဲမှာပဲအခြေချနေထိုင်ပြီးနေ့စဉ်ရက်ဆက်ရုပ်ပြစာအုပ်တွေဖတ်ရင်းအချိန်ကုန်လွန်စေခဲ့ကြတယ်။ဒါပေမဲ့တဖြည်းဖြည်းနဲ့သူတို့ဒီဘဝကြီးကိုညှင်းငွေလာကြပါတယ်။တင်မော်တစင်းနဲ့မြို့ကိုစွန့်ခွာဖို့ဆုံးဖြတ်ခဲ့ပေမဲ့ပင်လေရေပင်ကြီးဟာလည်းရေခဲပင်လိုညင်သက်နေတာကိုတွေ့လိုက်ရတယ်